တွေးမှာပဲရောက်ရင်တွေးမှာပဲဒီဒေါသတွေအတွက်ဒီနေ့ကဒါနိုဝင်ဘာ1ရက်နေ့2025ပေါ့နော်ဒီကျွန်တော်ကဒီ challenge ကို join ပါပေါ့နော်ဆိုတော့မိနစ်ကတော့ဒီမထားမိလိုက်ပဲနဲ့ဒီ first day မှာနေစပြီးတော့ free သွားရပေါ့ကိုလုံးနိုင်မယ်လို့ယုံကြည်ပါတယ်ဆိုတော့ let's go ဒီအားကိုလုပ်ချင်းအဖြစ်ဘာရလာမလဲဆိုရင် self confidence တွေကိုယုံကြည်မှုတွေတိုးလာမယ်ပြီးရင်မလိုအပ်ဖ ೇನೆ energy တွေ waste မဖြစ်တော့ဘူးဒီကြရင်အဲစစမှုတွေပိုကောင်းလာမယ်ဒါအားရရမယ်ပေါ့နော်ဒါကတော့ကောင်းစင်ပေါ့နော်ဒီ1ကတော့ဘာခက်ခဲမှမရှိဘဲနဲ့အောင်မြင်မြင်နဲ့ပြီးဆုံးသွားပါတယ်Day 3ဆိုတော့ဘာမှ credit လို့မရှိဘူးစင်ပြေသေးတယ်နေ့နေ့ကျရင်ကျင်သွားမယ် movie လေးပါလေးကြည့်မယ်စာလေးပါလေးလုံးမယ်ဒီလိုပြဆောင်ဖိုင်းတော့နော်ယောက်ျားတစ်ယောက်ကဒီစိတ်ကိုထိန်းချုပ်နိုင်မှုဆိုတာကအရန်ကိုမှအရေးကြီးပါတယ်ဒီစိတ်ကိုသာထိန်းချုပ်နိုင်သွားပြီဆိုရင်တော်ရုံတန်အောင်ကိစ္စလေးတွေကဒါကောင်းကောင်း control လုပ်နိုင်သွားတယ်ပေါ့နော်နိုဝင်ဘာလ9ရက်နေ့ရောက်သွားပြီပေါ့နော်ဒီ9ရက်နေ့ထိပြတ်တန်းလာပြီးတဲ့နောက်မှာအဓိကဘာလဲဆိုတော့ social media ကဒီဗီဒီယိုတွေကိုတန်းနိုင်လို့ရှောင်ပေါ့နော်တွေ့ရင်လည်းချက်ချင်းကြော်သွားလိုက်ပေါ့ဆိုတော့ဈေးဝယ်ပြီးသွားပြီပေါ့နော်ဈေးဝယ်ပြီးသွားဆိုတော့စပင်သွားကြရမယ်ညလုံးရဲ့ညလုံးပြောဦးလိုက်မယ်ဆက်တော့အင်းညနေပဲတော့အနေညရင်တက်တယ် โอเคဒါကြောက်နိုဝင်ဘာ15ရောက်သွားပြီပေါ့နော်နိုဝင်ဘာ15ဆိုတော့ဒီကျွန်တော်ရဲ့ challenge က 50% လောက်ကအောင်မြင်သွားပြီပေါ့နော်လွယ်မယ်ထင်တာလွယ်တော့မလွယ်ဘူးပေါ့နော်တော်တော်လေးခက်တယ်15ရက်မှာဒီဘာဖြစ်လဲဆိုတော့စိတ်ပိုင်းဆိုင်ရာရဒီဒေါသတွေထွက်ဒေါသလဲထွက်လာတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရှာကြည့်လိုက်တဲ့ခါမှာသူကဘာလဲဆိုတော့ဒီတကိုးကြီးအသာပြေတဲ့ခါမှာဒီပျော်ရွှင်မှု dopamine တွေထုတ်ပေးရလို့ပြောတယ်ဒါအဲ့ဒီဟာကိုမလုပ်တဲ့ခါမှာဘာလို့လဲဆိုတော့ဒီစိတ်ထွက်ပေါက်တစ်ခုဒါပိတ်သွားရပေါ့နော်အဓိကပြဿနာဘာလို့ဆိုလို့ရှိရင်ဒီတယောက်တည်းရှိတာရဲ့ဒီ social media ကြောင့်အဓိက social media ကြောင့် social media မှာမြင်တွေ့နေရတဲ့ຢာတွေကဒီ SC ကိုပို့ပြီးတော့နှိုးဆွပေးရပေါ့နော်ဒီအောင်မယ်လို့တော့ယုံကြည်ပါတယ်ဘာလို့ဆိုတော့ကိုယုံကြည်မှုရှိရပါဒါပါပဲ18ရက်နေ့မှာဘာလို့မလဲဆိုတော့ဒီတကယ်ချင်းတွေကိုဖုန်းခေါ်မယ်ဖုန်းခေါ်နေနေပပမေးမယ်ပေါ့နော်အင်တာဗျူးမယ်ပေါ့နော် let's go မေးကြစီကမေးမလို့မေးအခုဒီလကနိုဝင်ဘာလတည်ရမလားအဲ့ဟိုမှာလေဒီနိုဝင်ဘာလမှာလေယောက်ျားလေးတွေလောက်ရတဲ့ challenge ကိုသိလားယောက်ျားလေးလဲရတဲ့ရှင်းလဲသိလားမသိဘူးလေတနိုဝင်ဘာလမှာမောင်းဆွဲလို့မရဘူးလေသိလားတွေးမှာပဲရောက်ရင်တွေးမှာပဲအဖေအဲ့ဖေးသွားရနာမည်ပါပါဆွေးမှာပဲရောက်ရင်အဖေးသွားရလားလို့ပါဆွေးမှာပဲရောက်ဗီဒီယိုရိုက်နေတယ်哦，爸爸，
ကျွန်တော်ရိုက်တာလေပဲဒီဒါလေးလာမမင်းကလေးလာ မင်းစော်လေးတစ်ပွေလိုက်နေငါသိရနော် ဒီကိုဆိုရလို့လာ ငါမသိဘူး အလောကတည်းကပေါ့ကြာဒီလေရ ငါသိရနော်မင်းစော်လေးတစ်ပွေလိုက်နေဆိုတာမြို့မေးတယ်စီလို့တီမင်းပါမတိုင်းဖြေနော်ဟွာလေအခုဒီဘာပါလဲဒီလနိုဝင်ဘာလကွာအဲ့နိုဝင်ဘာလမှာလေ challenge တွေလုပ်ကြသေးလား ဒီရအောင်မအောင်ပြီးပါပြီတရားနေနေပြီးတော့ဒီလိုလားဒီရလာရအားလို့ကျောင်းအလုံးမသိဝင်တာ ငါစဉ်းစားရင်လည်းခေါင်းထဲမင်းကိုပေါ်လာ လေးတော့ပေါ်လာအားလုံးကတော့မိကိုတဲ့ကောင်ဆောက်ကတော့ရဟုတ်ပါလာလို့ရ ငါမဖေးသေးဘူးရ မင်းဆောက် ဒီလကဟိုဟာလေနိုဝင်ဘာတည်မှာ အဲ့တော့ ဆက်ကြည့်ဦးမေးမလို့ဆက်ကြည့်ဖေးလား အဲ့တော့ဟာဗုဒ္ဓဘာသာပမာလူမျိုးတယောက်ပြောတဲ့အတွက်ကြောင့်ဒါလည်းအဲ့ဒါတက်ဆိုင်နေတယ်အဲ့ဖေးတယ်မဟုတ်ဘူးဖေးတယ်မဟုတ်ဘူး အနောက်တိုင်းရင်ကျေးမှုမလွမ်းမိုးစင်နေဟလား နောက်တိုင်းရှင်ဝဲလက်မခံအဲ့တော့လုံးဖေးပါရဲ့ကျွန်တော်တို့ တဒီနေ့29ရက်နေ့ရောက်သွားပြီပေါ့နော်29ရက်နေ့ဆိုတော့ဒီကျွန်တော်ရဲ့ challenge ပြီးဖို့ကဒါ3ရက်ပဲကျန်ပါတော့တယ်3ရက်ပဲကျန်ပါလဲဆိုတော့အောင်တော့မယ်ပေါ့နော်အောင်မို့3ရက်ပဲကျန်ပါတော့တယ်ဒီလိုတကုန်းဖွင့်ပြမယ် ဆိုလိုတာကတော့တကွေးအာသာပြေခြင်းသို့မဟုတ်ပါမတ်ချက်ပို့တဲ့လိမ်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်တွေမှာစွမ်းရည်တွေကိုမသုံးမိစေဘူးပါဒီစွမ်းရည်တွေကိုတိတ်တော်မှန်ကန်တဲ့နေရာမှာအသုံးပြုခြင်းကပို့ပြီးတော့မှအကျိုးဖြစ်စေပါတယ်ဟဲ့ရဲ့ယုံကြည်မှုအရာလိမ်စိတ်ဆိုတာကကျွန်တော်တို့ရဲ့အပြင်းထန်ဆုံးစွမ်းအကြီးဆုံးတွန်းအားတစ်ခုပဲဖြစ်ပါတယ်ဒီစိတ်ဆန္ဒကအရန်ကိုအားကောင်းနေတာကြောင့်ဒါကိုလူတစ်ယောက်ချင်းစီကသူတို့ရဲ့အသက်သို့မဟုတ်ကွန်တိုင်းကိုရှင်းပြီးတော့ဖြည့်ဆည်းကြတာပဲဖြစ်ပါတယ်ဒါပေမဲ့လည်း health ယုံကြည်တာ ဆိုတော့ကြားတဲ့အတိုင်းပဲပေါ့နော်ဒီဟာကအရင်အရေးကြီးပါတယ်ဒီဟာကြောင့်ပဲလူတွေကသူတို့ရဲ့ဂုဏ်သိက္ခာတွေသူတို့ရဲ့တက်တွေနဲ့ရင်းနှီးပြီးတော့ဒီဆန္ဒကိုဖြည့်ဆည်းကြရပေါ့နော်ဒီယောက်ျားတစ်ယောက်ကဒီစိတ်ကိုထိန်းချုပ်ဖို့ဆိုတာအရင်အရေးကြီးပါတယ်ဆိုဒီနေ့ကဒါနောက်ဆုံးရက်ဖြစ်ပါတယ်ဒီနေ့ပြီးတော့ရင်ကျွန်တော်ရဲ့ challenge ကအောင်သွားပါပြီအရန်ကိုမှခတ်ပါတယ်ဆိုတော့ဒီနေ့ကတော့အလုပ်သွားလိုက်မယ်အလုပ်သွားပြီးပြန်လာရင်နောက်တစ်နေ့ဆိုရင်10နေ့ရောက်သွားပါပြီကျေးဇူးပါဆိုတော့ဒါရက်30လုံးပြည့်သွားပါပြီဆိုတော့ဒါကတော့ကျွန်တော်ရဲ့ certificate လေးပဲဖြစ်ပါတယ်ဒီနေ့ကဒါဒီဇင်ဘာ1ရက်နေ့ရောက်သွားပါပြီဆိုတော့ရက်30ပြီးသွားရင်နောက်မှာဘာခံစားရလဲဆိုတော့ဒါဒီစိတ်ကိုထိန်းချုပ်သွားနိုင်တယ်လို့ယုံကြည်ရပြန်လို့ဖို့တော့မှဒါပညာကောင်းတယ်လို့တွေးမိရပါတကယ်ပါစကားပြောရဆိုတော့ပြောလို့ကောင်းလာတယ်စီကက်ရှိရဲ့လူတယောက်လို့ခံစားရတယ်ပေါ့နော်ဒါ30ဒီစိတ်ကိုထိန်းချုပ်ပြီးနေလာနိုင်တဲ့အတွက်ကြောင့်မလို့စိတ်ပိုင်းဆိုင်ရာရအဲ့ဒါကြီးပြောင်းလဲလာတယ်ပြီးကြတော့ရုပ်ပိုင်းဆိုင်ရာရပါပြောင်းလဲလာတယ်ဆိုတော့အရာတဲ့ပူချော်လာလွင်ကျွန်တော်ကတော့ပုံမှန်ပါပဲဆိုတော့ကျေးဇူးများကြီးတင်ပါတယ်